ခုနေ့အပိုင်းလေးကိုထပ်ဆက်မယ်ပေါ့နော်ထပ်ဆက်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာဘာရှိလဲဆိုတော့အဲ့မှာကျွန်တော်တို့ခုနကတော့အသီးတော့ထည့်ပြီးသွားပြီပေါ့နော်ထည့်ပြီးသွားတော့ကျွန်တော်တို့အသီးတွေအထိုင်တွေထည့်ရတော့မှာပေါ့အသီးထိုင်တွေထည့်ရတော့မှာဆိုတော့ဒီ3လုံး8ကိုကျွန်တော်တို့ဒီ3လုံး8လို့ထည့်လိုက်ပြီပေါ့အဲ့ဒီဟာကိုကျွန်တော်တို့ဒီ3လုံးတခါ9ဆိုတဲ့ဒီ3လုံး9ကိုကျွန်တော်တို့ဒီမှာဒီ3လုံး9ဆိုတာ ਨੇ ဒီ3လုံး9လို့ကျွန်တော်တို့ထည့်ရပေါ့ဒီ9လုံး9နဲ့ခြေတယ်ပေါ့ဗျာနော်ခြေပြီးတော့ကျွန်တော်တို့ဒီ3လုံး9ကိုလည်းကျွန်တော်တို့ဒီမှာဒီ3လုံး9လို့တစ်ခါနားခြေတယ်ပေါ့နားခြေပြီးတော့ကျွန်တော်တို့ဒီဘက်မှာတစ်ခါထပ်ပြီးတော့ဒီ3လုံး9ကိုလည်းဒီမှာ9လို့8 9နဲ့9လို့တစ်ခါလာရှင်းလိုက်တော့ကျွန်တော်ဒီမှာက9 3 6ဆိုတဲ့4ဆိုတော့ကျွန်တော်တို့ဒီမှာကဘယ်လိုရှင်းရမလဲဆိုတော့3ညာတော့ဟုတ်တော့4 9 1 9 4ဆိုတော့1လို့ရှင်းရမှာပေါ့နော်9 4ဆိုတော့ကျွန်တော်တို့ဒီမှာ1လို့ထည့်ရမှာပေါ့ဒီလေးကို5 3 6ဆိုတဲ့လေးကိုကျွန်တော်တို့ဒီမှာ9 4 1လို့ကျွန်တော်ဒီမှာတစ်ခေါက်ထပ်ထည့်ရပေါ့ထပ်ထည့်မယ်ဆိုတော့အဲ့မှာကျွန်တော်ဒီ3ညကိုဘလို့ထည့်ထားတာလဲဆိုတော့ဒီမှာတစ်ခါလာပြီးတော့ထိပ်စီကိုဘလို့ထည့်ထားဆိုတော့ဒီ3လုံးပေါင်းခြင်း3ညဒီ3ညနဲ့ကျွန်တော်ရှင်းမယ်ဒီ3ပေါင်းခြင်း3ညကိုလည်းဒီ3ညလို့တစ်ခါထပ်ရှင်းမယ်နောက်ဒီ3လုံးပေါင်းခြင်း3ညကိုလည်းဟောဒီ3ညလို့ခြေလိုက်တော့ချစ်ပြီးသွားပြီပေါ့နော်3ညထိပ်တစ်ပိလို့ဖြစ်သွားပြီပေါ့အဲ့ဒီတစ်ပိလို့ဖြစ်သွားတော့ကျွန်တော်တို့ဒီခါကိုလို့ကျွန်တော်ခါကိုတစ်ခါတည်းထည့်လို့ရပြီပေါ့ခါကိုကျွန်တော်ဘယ်လိုထည့်မလဲဆိုတော့ဒီမှာခွန်လို့ဖြစ်တယ်ဒီခွန်ကိုကျွန်တော်တို့အောက်မှာရှင်းလုံးပေါင်းခြင်း4နဲ့1လို့ပဲလာဖြစ်ပြီးတော့ဒီခွန်ကိုကျွန်တော်တို့ဒီမှာရှင်းလုံးပေါင်းခြင်း4နဲ့1လို့ပဲလာဖြစ်တယ်ဟောဒီမှာဒီခွန်ခါကိုလည်းကျွန်တော်တို့ကဒီမှာရှင်းလုံးပေါင်းခြင်း4နဲ့1လို့ပဲကျွန်တော်ဖြစ်ကြည့်ရပေါ့ဆိုတော့ကျွန်တော်တို့ဒီကဏ္ဍတစ်ခုကိုအထိုင်နဲ့တစ်ချိန်နဲ့ထည့်လို့ရပြီပေါ့နော်ရတော့သူရှင်းလုံးပေါင်းခြင်းလေးတွေရှိတော့ဒီကောင်ကိုအာရာတို့ဘာတို့တော့လှုပ်ပြီးတော့ထိုးရမယ်လို့တော့ထင်တယ်ဒီလိုမျိုးလေးရှင်းလုံးပေါင်းခြင်းသူက၄ရှိနေတဲ့အတွက်ကျွန်တော်တို့ဒီလိုမျိုးဒီကထိုးရမယ်မေးနှစ်ခွက်ဖြစ်ပြီးတော့အာရန်ရမယ်ပေါ့ဗျာဒါတော့ကျွန်တော်ဒီတစ်ပတ်တွေကျွန်တော်ကြိုက်ဆုံးကဏ္ဍလေးတစ်ခုကိုထုတ်ပြပေးတာဖြစ်ပါတယ်နော်အားလုံးပဲကောင်းတိုက်ဆိုင်နိုင်ကြပါစေ